ခရမ်းနည်းအောင်မိစ္ဆာအကျဉ်းတော်စီမြောက်ခင်တော့ငယ်တုန်းရွယ်တော်ဖြစ်တဲ့အသွင်ပြောင်းမိစ္ဆာလွတ်လပ်တမာတဲ့မိစ္ဆာတစ်ကောင်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ရှင်တုန်းကဒီမိုစီယာတာဝန်ထမ်းဆောင်နေတဲ့ငယ်ရတဲ့ကိုတာကီကအသွင်ပြောင်းမိစ္ဆာစီရောက်လာပါတယ်။စွမ်းရင်ပိုင်းမှာတော့တန်ယူရဲဆရာဖြစ်တဲ့ကိုတာကီကိုဘလို့မှမနိုင်တဲ့အသွင်ပြောင်းမိစ္ဆာစိုးရင်ကြောင်းလန့်သွားနေပဲကိုတာကီရဲ့တုံ့ပြန်ဖြစ်ခဲ့ရပါတယ်။တန်ယူကိုသူ့ကိုခုတ်ပိုင်ခဲ့တဲ့ရွှေပင်လာခုတ်ပိုင်ချက်အဲ့တုန်းကကိုတာကီသုံးခဲ့တဲ့ဓာတ်ချက်နဲ့တပုံစံနဲ့ဖြစ်ပြီးအခုချိန်မှာတော့မိစ္ဆာကြီးကတေးမင်းတကားဝါစီတဖြည်းဖြည်းနဲ့တိုးဝင်နေရပြီဖြစ်ပါတယ်။တိခါနီးချိန်မှာတော့သူ့ကိုယ်သူမြောက်ရတဲ့မိစ္ဆာကြီးကသူ့ဘဝရဲ့အထီးကျန်မှုတွေကိုပြန်တွေးမိရင်ဝမ်းနဲ့ပူဆွေးနေပါတယ်။အနမ်းခံဆောင်ရင်မြဲတဲ့မြက်လာနေတဲ့တန်ကျူကမိစ္ဆာကြီးရဲ့ဝမ်းနဲ့မှုနဲ့ခံစားမိပြီးတဖြည်းဖြည်းပြက်စီနေတဲ့လက်လေးကိုနူးရစာကိုင်းကနှစ်တဲ့ဆူတောင်းပေးနေပါတယ်။အဲဒါကြောင့်အမောင်လူတွေတယောက်တည်းဝမ်းနဲ့နေတဲ့မိစ္ဆာကြီးကတန်ကျူရဲ့ဆူတောင်းနဲ့တူကြွတန်းဝင်သွားပါတယ်။မိစ္ဆာကြီးကြောင့်တည်ခဲ့ရတဲ့စာပီတိုနဲ့မာကုံမောပါဝင်အခြားသောကိုတာကီရဲ့တပည့်ရင်တွေကလည်းတန်ကျူရဲ့ကောင်းမှုနဲ့ကြွတန်းဝင်ကြရဖြစ်ပါတယ်။ခရမ်းနည်းအောင်ကျင်းထောင်ကအတန်မာဆုံးသောမိစ္ဆာကြီးကိုအနိုင်ပိုင်းနိုင်ခဲ့တဲ့တန်ကျူကအရှိရက်ကိုခီးဆက်ရင်လမ်းမတူရဲ့မိစ္ဆာကြီးကိုတိုက်ခိုက်ပါတယ်။မတိုက်ခိုက်ခင်မိစ္ဆာဖြစ်သွားတဲ့သူ့ညီမလေးကိုလူပြန်ပြောင်းလို့ရမယ့်နေကိုမိစ္ဆာလေးစီလိုက်မိပါတယ်။ဒါပေမဲ့ဆာလာငတ်မှုနဲ့အကျဉ်းထောင်နေတဲ့မိစ္ဆာတွေကဘာမှမသိရမလို့တန်ကျူကအရေးမော့လေးတော့မသိခဲ့ရပါဘူး။ဒါလုံးနဲ့ဆက်လက်ခီးနေလာရင်နောက်ဆုံးမှာတော့တန်ကျူကနေမထက်ခင်လေးမှာပဲဖျားမနဲ့ပွင့်ပူနေတဲ့အောင်နိုင်ချင်းမြေလေးကိုခြေချနိုင်ခဲ့ပြီဖြစ်ပါတယ်။မနေ့ကတော့အယောက်20လောက်ဝင်ပြန်ခဲ့တဲ့အဆုံးသက်ပြိုင်ပွဲကို၄ယောက်ပဲအသက်ရှင်အောင်နိုင်ခဲ့ပါတယ်။အဲ့၄ယောက်ကတော့တန်ကျူတို့ဇိန်းစုဂိုင်းရနဲ့ခါနာဝိုတို့ဖြစ်ကြပါတယ်။နောက်တော့ဘေးကင်းသောပြန်လာနိုင်လို့ဂုံယူပါတယ်ဆိုတဲ့စကားနဲ့အတူပွဲစားတုံးကကြီးညာပေးတဲ့ညီမနှစ်ယောက်ရောက်လာပါတယ်။ဂိုင်းရကညီမနှစ်ယောက်ကိုမြင်တဲ့သူ့အတွက်နီးရှင်ထားပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့ညီမနှစ်ယောက်ကတော့အရင်ဆုံးဝက်ဆောင်တက်ပြေးစံမှာဖြစ်ကြောင်းနဲ့ခုအောင်မြင်ခဲ့တဲ့တန်ကျူတို့ကဆီလီယာဖွဲ့ထဲမှာအနှိမ့်ဆုံးဖြစ်တဲ့မီဇိုနိုတိုအစ်စ်နေဖြစ်ကြောင်းကြီးညာပါတယ်။အဲနောက်မှာတော့ကာစုကာကြီးလို့ခေါ်တဲ့ဆက်သွယ်ရေးကြီးကနေကိုတန်ကျူတို့စီတယောက်တစ်ကောင်ပေးပေးမယ်။ဇိန်းစုတယောက်ပဲထူးထူးခြားခြားစာကလေးတစ်ကောင်ရခဲ့ပါတယ်။တောင်းနေတဲ့ဓာတ်ကိုမပေးပဲစကားများနဲ့ကလေးမတွေကိုစိတ်မရှိရတဲ့ဂိုင်းရကလေးမတွေစီဓာတ်ကိုရိုင်းပြတာတောင်းပါတယ်။အဲ့ဒါကိုမကြည့်ရတဲ့တန်ကျူကဂိုင်းရရဲ့လက်ကိုညှစ်ပြီးသွားတာတော့ဂိုင်းရလည်းလျှော့ပေးလိုက်ရပါတယ်။နောက်တော့တန်ကျူတို့ကသူတို့ကင်ဆောင်ရမယ်နီရှင်သားသုံးလို့ဖို့တန်ရန်တုံးတွေအများကြီးရှိတဲ့ကတကူကိုရွေးရမှာဖြစ်ပြီးတန်ကျူကတော့ရွေးချယ်ရခံနေပါတယ်။ဒါမဲ့အနက်ခံကြည့်ပြီးစိတ်တဲဆင်ပြီးမဲ့တန်ရန်တုံးကိုရွေးချယ်လိုက်ပါတယ်။နီရှင်သားသုံးလို့ဖို့က10ရက်ကနေ15ရက်တွင်ကြာတဲ့ကြောင်ကလေးမတွေပြပနေပြီးတစ်ဖက်မှာလည်းကာစုကာကြီးကြီးငတ်တကောင်ဟာဒီမိုဆရာကောင်းဆောင်ဦးဝါရှာကီစီကလေး9000တက်ရှိငယ်ကြောင်သတင်းစကားလာပါနေပါတယ်။ရီးချက်ဘိုးကိုအောင်နိုင်ခဲ့ပြီးကိုတာကီရဲ့အင်ကိုပြန်လာနေတဲ့တန်ကျူကခန္ဓာကိုယ်ကမလှုပ်ရှင်လောက်ပဲမဲ့နေမယ်သူ့ညီမကိုလူပြန်ကြောင်းမို့နီကိုရအောင်မမေးနိုင်ခဲ့လို့ဝမ်းနေနေပါတယ်။ပင်မသာကီးဆက်လာရဲ့နေဝင်တော့တန်ကျူကကိုတာကီရဲ့အင်ကိုရောက်လာဖြစ်ပြီးနှစ်လောက်အိပ်ပြီးနိုးလာတဲ့နေစုကိုတွေ့လိုက်ရပါတယ်။သူ့ညီမလေးဘေးကင်းနဲ့ပြန်နိုးလာတာကိုမြင်လိုက်ရတော့တန်ကျူကပင်မသာများပြေပြောက်ပြီးဝမ်းသားနေချင်းမှာပဲနေစုကသူ့ကိုကြီးကိုပြေးဖက်ပါတယ်။ဝမ်းသားမျက်ရည်များနဲ့အတူအလွမ်းတဲ့နေတဲ့တန်ကျူတို့ကိုမြင်တော့ကိုတာကီလည်းအောင်မြင်မှုစုကူလာတဲ့သူ့တပည့်လေးကိုခဏလောက်ပြဖက်ထားပါတယ်။ညဘက်တော့တန်ကျူကကိုတာကီရဲ့တပည့်တွေကိုနှစ်တော်ကြာတုတ်တင်လာတဲ့အသွင်ပြောင်းမိစ္ဆာကြီးကိုရှင်းပြခဲ့ပြီးဖြစ်ကြောင်းပြောပြပါတယ်။အဲနောက်တော့ကိုတာကီကမိစ္ဆာတွေအကြောင်းထပ်ပြောပြပါတယ်။မိစ္ဆာတွေထဲမှာသွေးမိစ္ဆာသားကွက်ကိုသုံးနိုင်တဲ့မိစ္ဆာတွေရှိပြီးခုကနေစပြီးအဲ့လိုမိစ္ဆာတွေများစုနဲ့တွေ့ရတော့မှဖြစ်ကြောင်းပြောပြပါတယ်။နေစုကတခြားမိစ္ဆာတွေနဲ့ကွဲပြားနေခြင်းကသူ့ရဲ့သွေးမိစ္ဆာတိုင်းကလာလို့တန်ကျူကမေးပေမဲ့ကိုတာကီကတော့နေစုကလူသားသားပြီးအားဖြည့်မဲ့ဆိုင်အိတ်ဆက်ခြင်းနဲ့ပြန်လည်အားဖြည့်ရဖြစ်နိုင်ကြောင်းခံမှန်းထားပါတယ်။မိစ္ဆာပြတ်သွားတော့လိမ္မာနေတဲ့သူ့ညီမလေးတို့တန်ကျူကတော့စိတ်ထဲကနေဝမ်းသာနေမိပါတယ်။ဒီလိုနဲ့15ကျမှတော့ဟာကနေစုခါလို့ခေါ်တဲ့ဘဘဲဆရာတောက်ကတန်ကျူရဲ့ညီရှင်တာကိုယူဆောင်လာပေးပါတယ်။လူရှင်တော်မျက်နှာဖုံးဝတ်ထားပြီးသူ့ရှင်းတာပဲပြောနေတဲ့တန်ကျူရဲ့ဘဘဲဆရာတန်ကျူကိုမီးမျိုးနဲ့ကဆင်းသက်လာလို့ဖြစ်ကြောင်းနဲ့သူတုံလို့ပေးထားတဲ့ဓာတ်ကလည်းအနီအောင်ပေါင်းသွားလိုက်မယ်လို့ယုံကြည်ထားပါတယ်။ညီရှင်ဓာတ်ကတနည်းအားဖြင့်အယောင်ပေါင်းသားလို့လည်းခေါ်ကြပြီးကာဆောင်သူရဲ့ပါရမီပေါ်မူတည်ပြီးဓာတ်အယောင်ပေါင်းပါတယ်။ဟာကနေစုကအနီအောင်ပြောင်းမယ်လို့မှတ်ယူထားပေမဲ့တန်ကျူရဲ့လက်ထဲမှာတော့အနက်ရောင်ပေါင်းသားလို့မခံသီးမခံတာဖြစ်နေပါတယ်။အနက်ရောင်ဟာရှားပါပြီးပန်ဆာသူတွေကတက်ဆုံးမရှိကြောင်းကိုတာကီကပြောပြပါတယ်။အဲ့အချိန်မှာပဲတန်ကျူရဲ့ကာစုကာကြီးငါရောက်လာပြီးတန်ကျူရဲ့ပထမဆုံးဒီမိုဆရာတာဝန်ကိုလာပေးပါတယ်။အနားမြောက်ရကဒေတာတကူမှာညဆိုမိန်းလေးတွေတယောက်စနှစ်ယောက်စနဲ့ပြတ်ဆုံးနေရမှုအဲ့ဒီတာမှာရှိတဲ့မိစ္ဆာကိုတွားနေနေရမှာဖြစ်ပါတယ်။တန်ကျူကတော့သူ့ရဲ့ပထမဆုံးတာဝန်အတွက်စိတ်လှုပ်ရှားနေပြီဖြစ်ပြီးတွားဖို့လည်းအဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။